ပြန်လန်တွင်းကိုတွေနဲ့ဖျော်ဖြေမဲ့ညလားမင်္ဂလာပါယနေ့ညကတော့ဘရာဇီးနဲ့နော်ဝေးဘယ်အသင်းနောက်တစ်ဆင့်ပြန်လန်းသွားမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းနေပါတယ်ဘရာဇီးဟာပြီးခဲ့တဲ့ပွဲမှာဂျပန်ကိုအနိုင်ရခဲ့ပေမဲ့ထင်ထားသလောက်အားမရဘူးဆိုတာအားလုံးအသိပါပဲတစ်ဖက်မှာလည်းဒီနေ့ကမ္ဘာဖလားရဲ့ surprise တင်းဖြစ်နေတဲ့နော်ဝေးရဲ့ယုံကြည်မှုကိုစော့တွက်လို့မရပါဘူးနီးဗျူဟာပိုင်းနဲ့ play style နီးဗျူဟာပိုင်းကိုကြည့်အောင်ဘရာဇီးကဝင်းဘက်တွေကိုအဓိကတုံးချပြီးတိုက်စစ်တိဆောက်တဲ့အသင်းမှာထူးသဖြင့်နီးပြအက်ဆလော်တီရဲ့စနစ်မှာဘဲတောင်းဝမ်ဗီနီစီယက်ကိုအထူးအားကိုးပါတယ်ကောင်တာထရက်ကလည်းအရင်မြန်ပြီးအလွန်ထိရောက်ပါတယ်ဒါပေမဲ့တိုက်စစ်တက်တဲ့ချိန်မှာနောက်တန်းစပစ်တွေကကြက်တက်တာကသူတို့ရဲ့အားနည်းချက်တစ်ခုဖြစ်နေပါတယ်နော်ဝေးရဲ့ play style နော်ဝေးကတော့တိုက်စစ်အပြောင်းလဲမြန်ဆန်ပြီးဗာတီကယ်ဖူးဖို့ကိုအပြုကစားပါတယ်ချက်တင်ဘောကနေပြီးတော့ခေါင်းတိုက်ဆုံးသက်နိုင်စွမ်းအားသက်ချက်ဖြစ်ပါတယ်နောက်တန်းကတော့မတည်ငြိမ်နေပါဘူးဒါကလည်းအရင်ပွဲတွေမှာဂိုးပေးလိုက်ဂိုးယူဖြစ်နေပါတယ်ဖွင့်လှစ်မှုနဲ့နောက်ဆုံးကောက်ချက်ပြောရရင်တော့ဒီပွဲမှာဘရာဇီးရဲ့ဖွင့်လှစ်မှုကဂျပန်လောက်မရှိပါဘူးနှိမ်ပါပါတယ်ဒါပေမဲ့နှစ်သင်းစလုံးမှာကပွဲကိုအခြေအနေလေးပြောင်းလဲနိုင်တဲ့အဆုံးသက်အကောင်းတဲ့ကစားသမားတွေရှိနေပါတယ်ဒါပေမဲ့နော်ဝေးရဲ့ဒီနေ့လက်ရှိပုံစံအရဂိုးလဲပေးတယ်ဂိုးလဲယူပုံစံဖြစ်နေပါတယ်ဒါကြောင့်ဒီပွဲက1-1ကနေစကြည့်ရမှာပါနောက်တစ်ခုညှော်လင်းရုံပါပဲဒါကြောင့်ရွေးချယ်မှုကတော့နော်ဝေးဂိုးပေါ်ပါဒီကိုတို့အမြင်လဲကွန်မန့်မှာမှန်သွားနိုင်ပါတယ်